အားလုံးပဲမင်္ဂလာပါရှင်။ဒီမှာတော့ခေတ်ပညာကနေပြီးတော့အသက်ထွက်ရှိထားတဲ့ Grace မြန်မာစာလေးကိုမိတ်ဆက်ပေးချင်ပါတယ်။ဒီ Grace မြန်မာစာလေးမှာဆိုလို့ရှိရင်အခန်းအစောက်ထဲအတိုင်းပဲအခန်းအားလုံးပေါင်း21ခန်းဖြစ်ပါတယ်။တစ်ကနေပြီးတော့21ထိပေါ့နော်။အခန်းတိုင်းမှာတော့ခေတ်ပညာရဲ့ပုံစံတိုင်းလေ့ကျင့်ပေးတာနေရာလေးချင်ပြီးတော့လုပ်ပြီးထားတာပဲဖြစ်ပါတယ်။ပြီးတော့ဒီစာအုပ်ရဲ့ထူးခြားချက်ကဆိုရင်ဘာတွေပါလဲဆိုတော့ဒီတစ်ခန်းချင်းစီရဲ့ပေါ့နော်။စာပိုက်လေးတွေကိုကျူအာကုတ်လေးထည့်ပေးထားပါတယ်ကျူအာကုတ်ကို scan ဖတ်ရုံနဲ့စာပိုက်လေးအကုန်လုံးကိုအတန်ဖိုင်နေနဲ့နားထောင်ရမှာပဲဖြစ်ပါတယ်ဒါလေးကတော့မြန်မာစာအုပ်လေးပါစာအုပ်လေးရဲ့တန်ဖိုးကတော့19000ပဲဖြစ်ပါတယ်စာအုပ်လေးကိုမှာယူနေဆိုရင်တော့18000ရဲ့ Fiverr ကိုဆက်သွယ်ပြီးတော့မှာယူနိုင်တယ်လို့ Facebook page TikTok နဲ့ Telegram တို့မှာတက်ဆင်လဲမှာယူနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်